အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တာမန်လူသက်သမားတွေနဲ့မတူပဲလူသက်တာကိုမတော်တဆမှုတစ်ခုဖြစ်သွားတယ်လို့မျိုးပညာသားပါဖန်တီးတတ်တဲ့ကျေးစားလူသက်သမားတယောက်အကြောင်းကိုပြောပြပေးသွားမယ်နော်သူ့နာမည်ကတော့ Mike Fallon တဲ့သူ့ရဲ့ပြောင်မြောက်တဲ့လက်ရာတွေကြောင့်လူတွေကသူ့ကို accident man လို့ကိုတင်စားခေါ်ကြတာပါMike ကလေတခြားလူသက်သမားတွေလိုတနက်တွေဓားတွေသုံးပြီးပြောင်ကြကြတတ်တဲ့အထဲမှာမပါဘူးရှင်ဥပမာရုံးဝန်တန်းတယောက်ကိုတတ်ချင်ရင်ကိုကျိုးဆွဲချတည်သွားတယ်လို့မျိုးတဘာဝကြဖန်တီးပြစ်တာမျိုးပေါ့အဲ့ဒီလိုတန်ရှင်းသက်ရက်တဲ့လက်ရာတွေကြောင့်ပဲသူကတပွဲကိုဒေါ်လာ2000ခွဲလောက်ထိရတယ်လေသူကတယောက်ထဲရက်တည်နေတာတော့မဟုတ်ဘူးသူ့နောက်မှာဆရာကြီး Big Ray ဦးဆောင်တဲ့အဖွဲ့ရှိသေးတယ်အဲ့ဒီအဖွဲ့အထဲမှာလေတယောက်ချင်းစီကဆရာတဆူတွေကြီးပဲနော်Mike ရဲ့လက်စွမ်းတွေကိုပြောပြရရင်စရင်ကင်တယောက်ကိုတတ်ဖို့အတွက်ကားဘိန်းကိုမှန်စားတွေနဲ့ပြတ်ဖောက်ပြီးကားမောက်တည်သွားအောင်လုပ်ပြတယ်။နောက်ပြီး rock band တစ်ဖွဲ့လုံးကိုလည်းစင်ပေါ်မှာဖျော့ဖြည့်နေတော့လျှက်စစ်ရှော့ဖြစ်ပြီးတည်သွားအောင်လုပ်လိုက်တည်တာ။တကယ့်ကိုပါးနှက်လုံးနေသူပေါ့။ဒါပေမဲ့တနေ့မှာတော့ Mike ရဲ့ဘဝစီတစ်စစ်ချိုးပြောင်းလဲသွားမယ့်အကြောင်းဖန်လာပါတော့တယ်။အဲ့ဒါကတော့သူ့ရဲ့ချစ်ရတဲ့ရီစာဟောင်း Badly အသက်ခံလိုက်ရတယ်ဆိုတာသိလိုက်ရလို့ပါပဲ။ရင်နာစရာအကောင်းဆုံးက Bad ရဲ့ one bite ထဲမှာသူ့ရဲ့ရင်သွေးလေးရှိနေခဲ့တယ်ဆိုတာပါပဲရှင်။ Mike တယောက်အရန်ကိုပူဆိုးတော့ကရောက်ခဲ့ရပြီဒါဟာယူးဓမြတိုက်မှုမဟုတ်ပဲစနစ်တကျလောက်ကြံမှုဆိုတာကိုသူချက်ချင်းရိပ်မိသွားတယ်သူလိုက်စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့တကယ်ကိုမထင်မှတ်ထားတဲ့အမှန်တရားကိုသိလိုက်ရတယ်ဒီအလုပ်ကိုလုပ်ခဲ့တာကတခြားသူမဟုတ်ပဲသူ့အဖွဲ့တွေက Mick နဲ့ Mac တို့ဖြစ်နေတာကိုဒေါသတွေထောင်ကနေထွက်သွားတဲ့ Mike တယောက်သူတို့ကိုသွားချပါတော့တယ်အဲ့ဒီမှာရင်ဇလန်းကပို့ရှုပ်လာတာပေါ့နော်တကယ်တော့ Bad ကအကျင့်ပြတ်ချားစားနေတဲ့ရေနံကုမ္ပဏီတစ်ခုရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့စုံစမ်းနေလို့အခုလိုအသက်ခံလိုက်ရတာပါပိုဆိုးတာကဒီအလုပ်ကိုလက်ခံပြီးခိုင်းခဲ့တာသူတို့အဖွဲ့ရဲ့ပွဲစား Milton ဖြစ်နေတာပါပဲ Milton ကပတ်စံပို့မှတ်တာရဲ့ Mike ကိုခိုင်းရင်သူ့ရီးစားမှုလို့လက်ခံမှာမဟုတ်ဘူးဆိုတာသိတာရေးကြောင့်တခြားလူတွေကိုလွှဲခိုင်းခဲ့တာပါဒါတွေကိုသိသွားတဲ့အခါမှာတော့ Mike ကတစ်ဖွဲ့လုံးနဲ့ထိတ်တိုက်တွေ့ဖို့ပြင်ဆင်มาတော့တယ်နောက်ဆုံးမှာတော့ Mike ကရီနန်ကုမ္ပဏီပိုင်ရှင်ရဲ့အိမ်ကိုဝင်စီးပြီးဓားတိုင်းဆီယာမှာဂျင်းနဲ့အသေးအကြီးအနေတိုက်ခိုက်ရပါတယ်။ရန်သူအားလုံးကိုရှင်းလင်းပြီးတဲ့နောက်မှာတော့သူက Milton စီကိုပြန်လာပြီး Milton ရဲ့တစ္ဆာဖောက်မှုကိုဆရာကြီး Big Ray ရှိမှတင်တက်တည်ပြလိုက်ပါတယ်။ဆရာကြီး Big Ray ကလည်းတစ္ဆာဖောက် Milton ကိုဆက်ပြီးလက်မခံနိုင်တော့တဲ့အတွက် Mike ကိုပဲလက်စားချေဝင်ပေးလိုက်ပါတယ်။ဒီလိုနဲ့ Mike က Milton ကိုအစိတ်ပါတဲ့ပတ်တီနဲ့ပညာသားပါတပ်ပစ်လိုက်ပြီးဒီအဖွဲကနေအပီးတိုင်ထွက်ခွာသွားပါတော့တယ်မိသားစုအတွက်လက်စားချေနိုင်ခဲ့ပြီမဲ့လဲသူချစ်ရတဲ့သူတွေကိုတော့ဘယ်တော့မှပြန်မရနိုင်တော့ဘူးပေါ့ရှင်။ကဲဒီနေ့ပြောပြပေးခဲ့တဲ့ Accident Man ဇာတ်ကားလေးရဲ့ recap ကတော့ဒီလောက်ပါပဲเนาะ။နောက်ထပ်လဲဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်။အားလုံးပဲတတာဘိုင်ဘိုင်ပါရှင်။